အခုဆိုရင်ကျွန်တော်တို့ရဲ့ van လေးကတော့အနိုင်ရသွားပါပြီဗျသူရဲ့ပထမဆုံးချန်ပီယံကပတ်ကာကွယ်ပွဲကိုအကောင်းဆုံးဆွမ်းဆောင်ရည်တွေနဲ့ပြသသွားခဲ့တာပဲဖြစ်ပါတယ်အဲ့တော့တကယ်ကျွန်တော်တို့ဂုံလဲဂုံယူရတယ်လို့အရင်လဲစိတ်လှုပ်ရှားခဲ့ရတဲ့ပွဲတစ်ပွဲလည်းဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ကိုကန်ကောင်းလို့ချန်ပီယံဖြစ်သွားတယ်နော်ချန်ပီယံကပတ်နဲ့မထိုက်တန်ဘူးဆိုပြီးတော့မှဝိုင်းပြောချတဲ့သူတွေအကုန်လုံးရဲ့ပါဇက်ကိုလည်းသူကတခါတည်းပိတ်သွားတယ်ပေါ့နော်ပိတ်သွားအောင်တခါတည်းလှုပ်ပြလိုက်တယ်ပေါ့နော်တကယ်ချန်ပီယံကပတ်နဲ့ထိုက်တန်ပါတယ်ဆိုတဲ့ဟာကိုတကယ်သက်သေပြသွားခဲ့တယ်ပေါ့လေနော်ဆိုတော့တကယ်အားရပါတယ်အဲ့တော့ဒီပွဲလေးကိုကျွန်တော်ကြည့်နေကျွန်တော်ကိုယ်တိုင်လည်းဘာသွားတွေးမိလဲဆိုတော့ကျွန်တော်တို့ကိုလည်းအစောင့်ကြည့်ပြီးတော့မှအဲ့လိုအထင်သေးနေတဲ့သူတွေရှိကောင်းရှိနိုင်တယ်ဒီကောင်မဖြစ်နိုင်ပါဘူးလေမလုပ်နိုင်ပါဘူးလေဆိုပြီးတော့မှတွေးနေကြတဲ့เนาะထင်နေကြတဲ့သူတွေလည်းရှိကောင်းရှိနိုင်မယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့လည်း van လိုမျိုးပဲပေါ့เนาะသူတို့တွေထင်နေတယ်လို့မျိုးကျွန်တော်တို့မလုပ်နိုင်တာမဟုတ်ဘူးเนาะကျွန်တော်တို့မှလည်းဒီလိုထိုက်တန်တဲ့ရေချင်းတွေရှိတယ်ဆိုတာကိုလည်းเนาะပြသနိုင်ဖို့အများကြီးလိုပါတယ်ဆိုတော့ဒါလေးကိုလည်းကျွန်တော်တွေးမိရပေါ့နော်အဲဒါကြောင့်မလို့ဘာညာရေးမဟုတ်ဘူးကျွန်တော်မိတ်ဆွေတို့နဲ့အတူတူဒီအတွေးအမြင်လေးကိုလာပြီးတော့ဝေမျှခြင်းလို့ပေါ့နော်ပြီးတော့ကျွန်တော်တို့တကယ်ဂုဏ်ယူဖို့ကောင်းတဲ့အခိုက်အတန့်လေးလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီဗီဒီယိုလေးကိုကျွန်တော်လာပြီးတော့တင်လိုက်တာဖြစ်တယ်ပေါ့လေနော်အဲ့တော့မိတ်ဆွေတို့လည်းစဉ်းစားကြည့်ပေါ့နော်ကျွန်တော်တို့ဘဝမှာကျွန်တော်တို့ကိုအထင်မြင်သေးတဲ့သူတွေရှိကောင်းရှိနိုင်လိမ့်မယ်ဆိုတော့သူတို့တွေကိုအထင်သေးခွင့်ကျွန်တော်တို့မပေးဘဲနဲ့ကျွန်တော်တို့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့အကောင်းဆုံးအခြေအနေတစ်ခုကိုကျွန်တော်တို့ချပြနိုင်ဖို့အတွက်အများကြီးကြိုးစားဖို့လိုပါတယ်ပေါ့လေနော်အဲ့တော့ကျွန်တော်လည်းမိတ်ဆွေတို့နဲ့အတူတူကြိုးစားနေပါတယ်ကျွန်တော်တို့တွေအတူတူကြိုးစားကြရအောင်ပေါ့လေနော်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတယောက်ချင်းစီမှာလည်းဒီအတွေ့အမြင်လေးရသွားမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ကျွန်တော်တို့တွေအတူတူကြိုးစားကြရအောင်ဗျာโอเคနောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်ကျေးဇူးအများကြီးတင်ပါတယ်